အားလုံးပဲမင်္ဂလာပါဒီကနေ့လေးလာမယ့်အရင်းမြစ်တော်တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ဒီအရင်းမြစ်ခါချီဖွာလက္ခဏာတွေကနေတဆင့်လူတစ်ယောက်ရဲ့ကံကြမ္မာနဲ့စီဝါလာပါတွေကိုဘလို့စမ်းစစ်ဟောပြောထားတယ်လဲဆိုတာကိုအသေးစိတ်ရှင်းပြထားတာပါလူတော်များများကကံကြမ္မာဆိုရင်မျက်နှာသွင်းပြီးဒါမှမဟုတ်လက်ဝါးပင်ကိုပဲပြင်းမြင့်တကြရလိဒါပေမဲ့ဒီရိုးရလက္ခဏာပညာရဲ့အရင်းမြစ်မှာတော့လူတစ်ယောက်ရဲ့ဘဝအခြေခံအုတ်မြစ်ဟာချီဖွာတွေမှာတည်ရှိနေတယ်လို့ဆိုပါတယ်နေ့စဉ်မြေကြီးနဲ့ထီထွေပြီးဘွားရဲ့ဝင်းထုတ်ဝင်းပိုးတွေကိုထမ်းပိုးပေးနေတဲ့ဒီချီဖွားတွေမှာအနာဂတ်ရဲ့နေမပုံတွေကိန်းဝတ်နေတယ်ဆိုတာတကယ်ကိုစူးစမ်းကြည့်ခြင်းစရာပါပဲတွေ့ကြည့်စရာတစ်ခုရှိလာပြီပေါ့ခြေဖွားဖြင်ကလူတစ်ယောက်ရဲ့ကံကြမ္မာကိုတကယ်ပဲဖော်ပြနိုင်သလားဆိုတာပါပဲဒီအရေးမြစ်မှာတော့ခြေဖွားရဲ့ပုံတန်တန်အသားရည်နဲ့လမ်းလျှောက်ဟန်တွေပေါ်မူတည်ပြီးလူတွေကိုအဓိကအုပ်စုနှစ်စုခွဲခြားပြထားပါတယ်တစ်တလုံးပြေးကောရုံးကန်ပြီးမှစားရမယ့်သူတွေလားဒါမှမဟုတ်ပင်ပပါမလှုပ်ရှားမလို့ပဲအေးစစ်စစ်ထိုင်စားရမယ့်ကံပါလာသူတွေလားဆိုတာကိုချစ်ဖွားရနေတဆင့်အဖြေရှာကြည့်ကြမှာဖြစ်ပါတယ်ဒီနေ့နဲ့သင်္ကေတတွေကိုလွယ်တကူနားလည်သွားအောင်လေ့လာရမယ့်လမ်းကြောင်းလေးကိုချပြချင်ပါတယ်အပိုင်း၅ပိုင်းပါဝင်ပါမယ်အခြေခံပုံတန်တန်တွေကစလို့အယောင်အသွေးလမ်းလျှောက်ဟန်ရှားပါသင်္ကေတတွေနဲ့အိမ်ထောင်ရေးဆက်ဆက်မှုတွေပြီးတော့နောက်ဆုံးမှာကန်စာတာမြင့်တင်မဲ့ရတရားတွေကိုပါအစီအစဉ်တိုင်းဆွေးနွေးတော့အပိုင်းထစ်တဲ့ချစ်ဖွားရဲ့အခြေခံပုံတန်တန်တွေကိုအရင်ဆုံးလေ့လာကြည့်လိုက်အောင်ပါဒီအခြေခံတန်တန်တွေကလူတစ်ယောက်ရဲ့ပေါ်ဝလမ်းကြောင်းကိုဘလို့ဖန်တီးပြနေတယ်ဆိုတာကြည့်ရအောင်အန်တော်စရာကောင်းတာကကိုယ့်ရဲ့ခြေချောင်းလေးတွေအရှိတိုးကိုရှင်ကြည့်အောင်နဲ့တိနိုင်တဲ့ချက်ပါပဲဥပမာခြေမကကြံတဲ့ခြေချောင်းလေးတွေထက်တိတာပါရှေ့နေမယ်ဆိုရင်အဲ့ဒါဟာဉာဏ်ကြီးရှင်တစ်ယောက်ရဲ့လက္ခဏာလို့ဆိုပါတယ်စကားပြောစွမ်းရည်ရန်ကောင်းပြီးကာယအားထက်ဉာဏ်နဲ့အားကိုသုံးပြီးတော့အောင်မြင်မှုရယူနိုင်တဲ့သူတွေပေါ့စံကျင်ဘက်အနေနဲ့ခြေညိုးကခြေမထက်ရှင်နေမယ်ဆိုရင်တော့သူကမွေးရပါခေါင်းဆောင်နိုင်စွမ်းရှိသူတွေဖြစ်လာတတ်ပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုကမိသားစုတွေပဲဖြစ်ဖြစ်လုံကန်းခွဲမှာပဲဖြစ်ဖြစ်ကြီးလေးတဲ့တာဝန်တွေကိုထမ်းဆောင်ရတတ်ပြီးမနာတဲ့ရုန်းကန်ရမှုကနေတစ်စစ်မှသာအောင်မြင်မှုကိုရရှိတတ်တယ်လို့ပြောပြထားပါတယ်။ခြားရုပ်ပိုင်းဆိုင်ရာအချက်လက်တွေကိုဆက်ကြည့်မယ်ဆိုရင်ခြေဖွားအလယ်မှာတိတခွဲနေတယ်ဆိုပါတော့။အရင်အမစ်တွေကဒါကိုမင်းဆိုးရစားကန်လို့တင်စားထားပါတယ်။ဒီလိုလူတွေကငယ်စဉ်မှာရုန်းကန်ရရင်တော့နောက်ပိုင်းမှာကိုယ့်အားကိုပြီးခိုင်မာတဲ့အောင်မြင်မှုကိုရရှိမဲ့သူတွေပါအသားအရည်ကိုကြည့်မယ်ဆိုရင်လည်းနူးညံ့ပြီးနှွေးချွေးနေရင်တက်တနဲ့ထိုင်စားမဲ့ဘဝမျိုးပိုင်းဆိုင်တတ်ပါတယ်ဒါပေမဲ့အသားကျန်းပြီးခြောက်သွင်းနေရင်ကိုခရီးတွေအများကြီးတွားရပြီးကိုထီလဲရောက်စက်တက်ရုန်းကန်ရမဲ့ဘဝမျိုးကိုညွှန်ပြနေပါတယ်အထူးခြားဆုံးကတော့ခြေဘဝအလဲတဲ့ကနေချင်းမစီကိုတွားတဲ့အလဲဖို့လမ်းကြောင်းပါရှိနေရင်စီးပွားရေးအမြင်အရန်ကောင်းမွန်ပြီးငွေကြီးကိုအထိုင်ချစီမံခန့်ခွဲနိုင်မဲ့သူတွေဖြစ်လာမယ်ဒုတိယအပိုင်းကိုတွားလိုက်အောင်ဒီအပိုင်းမှာတော့ခြေဘဝရဲ့အရောက်အသွေးနဲ့အမှတ်အသားတွေဟာစီးစိမ်ဥစ္စာနဲ့အာနာကိုဘလို့ပုံဖော်ဖြတ်တာနေလဲဆိုတာကိုဆက်လက်လေ့လာကြည့်ကြပါမယ်တားရမယ့်ချက်ကခြေဖွားရဲ့အယောင်ဟာလူတဦးစီရဲ့ငွေကြေးနဲ့ကျန်းမာရဲ့အခြေအနေကိုတိုက်ရိုက်ထင်ဟပ်နေတယ်ဆိုတာပါပဲညီမနဲ့ခြေဖွားဆိုရင်အကောင်ဆုံးနဲ့မင်္ဂလာရှိဆုံးအယောင်တွေပါတယ်စာဝတ်နေရတဲ့လုံးဝပူပန်ရှာမလို့ရဲ့ကန်ထူးရှင်တွေပေါ့သွေးမရှိသလိုဖြူနေတဲ့ခြေဖွားကတော့အလုတ်တွေအများကြီးလုပ်ရပေမဲ့ရလက်ကနဲပါပြီးဆေးရောကိုပါပင်မရမဲ့တပေါ်ကိုဆောင်ပါတယ်အဝါရောင်တန်းနေမယ်ဆိုရင်တော့ကျန်းမာရေးပြဿနာတွေကိုအထူးသတိပြုရမယ့်အပြင်အမြဲတမ်းစိုးရင်ပူပန်မှုတွေနဲ့ပေါ်ဝါကိုဖြတ်တန်းရတတ်တယ်လို့ရှင်းပြပါတယ်အပြင်မွေးတွေရဲ့တီနေရာကလည်းတော်တော်လေးကိုအရေးပါပါတယ်ခြေဖွားအလဲတက်မှာရှိတဲ့မွေကိုခေါင်းဆောင်မွေလို့ခေါ်ကြပါတယ်ဒီလိုလူတွေဟာလူများကိုအုပ်ချုပ်ကွက်ကဲရပြီးကိုယ်တိုင်ပင်ပမလှုပ်ရှားမလို့ပဲစီးစံကိုစီမံခန့်ခွဲရမယ့်အာဏာပိုင်ရှင်တွေဖြစ်လာတတ်ပါတယ်။ဒါပေမဲ့မွေးကခြေချောင်းလေးတွေပေါ်မှာရှိနေမယ်ဆိုရင်တော့သူတစ်ပါးအတွက်လောက်အကျွေးဖူရမယ့်လက္ခဏာပါပဲ။ကိုယ်အတွက်မိသားစုနဲ့ပတ်ဝန်းကျင်အတွက်ပုံမပေးဆက်ဆွတ်လွတ်ရတတ်တဲ့စိတ်ရင်းကောင်းတို့တွေကိုကိုစားပြုရမို့တကယ်ကိုမုံမြတ်တဲ့မှတ်တိုင်တစ်ခုလို့ပြောလို့ရပါတယ်။အသားအမာတက်နေရတဲ့ကြောင့်ပါ။ခြေဖွားမှာအသားအမာတက်တယ်ဆိုတာတကယ်တော့ရုန်းကန်မှုရမှတန်တစ်ခုပါပဲ။ခြေပြင်းတော့မှာသားမှာတက်နေရင်မိသားစုဝင်ထုတ်ဝင်ပိုးတွေကိုကြီးစွာထမ်းပိုးထားရပြီးစက်တဲ့ရုံးကန်နေရတာကိုပြသပါတယ်။ဒါပေမဲ့ခြေမအားမှာသားမှာတက်နေရင်တော့ကိုယ်တိုင်ရဲ့ကြီးမားလာတဲ့ရီမချက်တွေကြောင့်ကိုယ့်ကိုဖျားပေးပြီးအလုပ်တွေအလွန်ကျွံလုပ်နေရတာကိုညွှန်ပြနေတာအပိုင်းရောက်လာပါပြီ။ဒီအပိုင်းမှာတော့ခြေဖိနောင်ရဲ့အခြေအနေနဲ့လူတွေရဲ့လမ်းလျှောက်ဟန်တွေကဘဝကံကြမ္မာပေါ့ဘလို့တက်ရောက်မှုရှိနေလဲဆိုတာကိုအဖေရှာကြည့်ကြတာလူတယောက်ရဲ့ကိုယ်တွင်စိတ်နေစိတ်ထားနဲ့ကံစားတာကိုဘလောက်အထိထင်ဟပ်နေလဲဆိုတာတွေ့ရရင်အံ့တော်သွားပါလိမ့်မယ်။ခြေတမကြားရပဲညင်ညင်လေးရှောက်တတ်သူတွေကစိတ်တည်ငြိမ်ပြီးအခွင့်အရေးတွေကသူတို့စီကိုအလိုလိုရောက်လာတဲ့ကံကောင်းသူတွေပါ။စန့်ကျင်ဘတ်အနေနဲ့ခြေတံပြင်းပြင်းနဲ့စောင့်ရှောက်တဲ့သူတွေကတော့ဒေါသကြီးတပြီးဘဝမှာအတိုက်အခံများတတ်ပါတယ်။အောင်မြင်မှုတစ်ခုရဖို့အတွက်ကိုအပြင်းအထန်တိုက်ပွဲဝင်ရတဲ့သူတွေဖြစ်တယ်လို့အရင်မေးမှအတိအလင်းဖော်ပြပါတယ်။ဝင်ကျင်းနဲ့ပတ်သက်ပြီးအန်ကောအရေးကြီးတဲ့သတိပေးချက်တစ်ခုရှိပါတယ်။
ခြေဖီနောင်ကွဲရနေချင်းဟာဘလောက်ပဲကြိုးစားပန်းဆောင်ငွေရှာနေပါစေရှာစညငွေတွေအမြဲတမ်းပြန်ထွက်လာတဲ့စီးပွားရေးပေါက်ကိုကိုးစားပြုပါတယ်တနည်းအားဖြင့်ပြောရင်ရရှိလာတဲ့စီစဉ်ကိုလက်ထဲမှာမမြဲစေတဲ့လက္ခဏာတစ်ခုဖြစ်တာကြောင့်ဒါကတော့အထူးဂရုစိုက်တဲ့တယ်လို့ ထပ်ပိုင်းမှာတော့တွေ့ရခဲ့တဲ့ရှားပါတင်ခဲ့တဲ့တွေနဲ့အိမ်တော်ရဲ့ကန်စာတာအကြောင်းကိုအသေးစိတ်ကြည့်လိုက်ရအောင်ခြေဖွားပေါ်ကမင်္ဂလာရှိတဲ့အမှတ်အသားတွေကဘာတွေပြောပြနေလဲဆိုတာစိတ်ဝင်စားစရာ တင်ကေတဲ့တွေထဲမှာထစ်ဆုံးကပါဝင်တာကတော့ကြကြပုံစံပါပဲဒါဟာရှေးခေတ်ဖေးအနေနဲ့ဒုထေးချီးတဲ့မှာသာတွေ့ရတတ်တဲ့အလွန်ကိုရှားပါတဲ့အမှတ်အသားဖြစ်ပါတယ်ဒီတင်ကေတဲ့ပါရှိသူတွေဟာတသက်လုံးငွေချေးပူပန်ကြမလို့ပဲမျိုးဆက်80တိုင်ချမ်းသာကြွယ်ဝနေတဲ့ဘုံကအကြီးမားဆုံးပုံကိုယ်တွေဖြစ်တယ်လို့အစင် တဲ့ လာ အန်တီယောစရာကောင်းတာတစ်ခုကတော့ခြေဖွားအလယ်မှာရှိတတ်တဲ့ကြက်ချေခတ်အမှန်တရားပါဒီမှတ်သားကကြီးမားတဲ့အဆောင်အရှောက်ရှိခြင်းရဲ့နေမိတ်တစ်ခုပါပဲဒါကြောင့်ဒီလက္ခဏာပါသူတွေဟာဘလုံးနေရာကိုပဲတွားဘလောက်ပဲအန်တီရများတဲ့အခြေအနေနဲ့ကြုံမြင့်မြတ်တဲ့အဆောင်အရှောက်တွေကြောင့်အမြဲတမ်းပေးကင်းလုံခြုံစွာကြော်ဖြတ်နိုင်စွာရှိတယ်လို့ရှားပါစင်ကေတာတွေကိုလည်းအတူတူကြည့်လိုက်အောင်ပါခြေဖွားမှာတွေ့ကန်ပုံစံပါရှင်ရင်အင်ချမ်မြေကန်အလွန်ကောင်းပြီးအသက်လေးလေကျော်တာနဲ့ဘရင်တပါလို့စီစဉ်ခံရတတ်ပါတယ်ဆက်တူရန်ပုံစံကတော့စီးပွားရေးလောကမှာအရှုံးပေါ်ခိုင်းတောင်အမြန်လုံးပြလဲနာလန်ထူနိုင်မဲ့အကာအကွယ်တစ်ခုပါပဲဆက်လက်ပြီးခြေမျက်ရှိကနေခြေဖွားအထိအသားရည်ဝင်းပနေမယ်ဆိုရင်တော့မိမိထက်အစင်းလန်းမြင့်သူနဲ့အိမ်ထောင်ကြပြီးစီစဉ်ခံရမယ့်လက္ခဏာဖြစ်ပါတယ်ဒါပေမဲ့ခြေချောင်းလေးတွေတစ်ခုနဲ့တစ်ခုထက်နေရင်တော့အိမ်ထောင်ရေးကြောင်ကြီးလေးတဲ့ဝင်ထုတ်ပုံပိုးတွေထမ်းတတ်ပါတယ်ခြေချောင်းလေးပေါ်မှာအမွှေးမြန်ရှိနေတာကတော့အခြားသူတွေကအလိုလိုနာခံကြမဲ့ဩဇာအာဏာရှိခြင်းကိုပြသနေတာပဲနောက်ဆုံးပင်မမပိုင်းကိုရောက်လာပါပြီဒါကတော့ယတရာနဲ့ခြေထောက်ပြုစုနေမြပါအကယ်၍ကိုယ့်ရဲ့ခြေဖွားလက္ခဏာတွေကပင်ပန်းရမဲ့နိမိတ်တွေပြလေလေဆိုရင်တော့စိတ်ဖြက်စရာမလိုပါဘူးမကောင်းတဲ့ကံကြမ္မာတွေကိုပြောင်းလဲနိုင်မဲ့အားပေးကူညီမှုဖြစ်စေမဲ့ယတရာနီးလန်းတွေကိုပါဒီအရင်းမီမှာထည့်သွင်းလိုက်ခြေဖွားပြုစုနည်းအခြေခံအဆင့်3ဆင့်ကိုအရင်ကြည့်အောင်ပထမချက်ကတော့ကန်စာတာမညှိုးနှွဲစေဖို့ခြေဖွားကိုအမြဲတမ်းရှင်းအောင်ထားရပါမယ်ဒုတိယချက်အနေနဲ့စွမ်းရည်စီးဆင်းမှုကောင်းမွန်စေဖို့ကိုယ့်အတွက်တက်တောင့်တတရှိတဲ့ဖိနပ်တွေကိုရွေးချယ်စီးရပါမယ်တတိယချက်ကတော့တပတ်ကိုတစ်ချိန်လောက်မြချင်းပေါ်မှာခြေပလားနဲ့လမ်းလျှော်ပေးခြင်းအပြင်ခန္ဓာကိုယ်ထဲကအနုလက္ခဏာစွမ်းရည်တွေကိုမြေကြီးထဲဆွန့်ထုတ်ပေးနိုင်တယ်လို့အရင်မြစ်ကအတိအကျ ဝိနည်းလိုက်လှုပ်ဆောင်ရမယ့်ကြတွေကတော့ကြော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်တနည်းကနေနေဖွားရီကြီးနဲ့ရေနွေးနဲ့ဆေးကြောရင်ဂုံသိက္ခာတက်ပြီးအခွင့်အလမ်းသစ်တည်ရနိုင်ပါတယ်ဒီနေ့လာနေဖွားရီညဘိန်နှွေရည်နဲ့ဆေးကြောရင်စိတ်သောကကင်းပြီးအိမ်ထောင်ရေးကန်ကောင်းစေပါတယ်အင်္ဂါနေ့ဖွားရီကျတော့အသားမာဖယ်ပြီးစီဘူးနဲ့နေရင်အလုံးမှာပြိုင်ဘက်တွေကိုအောင်းနိုင်ပါတယ်ဘောလုံးဝင်ဖွားရီမြက်ခင်းပေါ်စမားမင်းနဲ့လမ်းလျှောက်ရင်စိုးမြက်ချက်မှန်းပြီးငွေဝင်ကြမှာပါကြားတဲ့နေဖွားရီခြံတကူလောအမွေးနန္တာနဲ့စီရင်ပညာရေးနဲ့အလုပ်အကိုင်းအောင်မြင်ပါမယ်တောကြနေဖွားရီခြေသီးလာပါအောင်ထားပြီးပန်းရောင်တန်းရောင်ခရီးဆိုင်ရင်အလားပါဆိုင်ရာလာပါတွေဝင်လာပါမယ်နောက်ဆုံးစနေနေ့ဖွားရီငန်းစီနဲ့နှွေပေးရင်တော့ပင်ပန်းမှုတွေပြပပြီးမထင်မဲ့တဲ့ငွေကြေးအမြတ်ဆွင်းတွေရရှိလာမယ်လို့အသေးစိတ်ရှင်းလင်းထားပါတယ်တကယ်ကိုလွယ်လွယ်ကူလိုက်လောက်ကြီးနိုင်တဲ့ ကြားတွေအပြင်အိမ်မက်နေမိတ်တွေကလည်းအရေးပါပါတယ်တဲ့အိမ်မက်ထဲမှာခြေပလာနဲ့လမ်းလျှောက်နေတယ်လို့မှတ်ရင်ကိုအားကိုပေးမကြခင်အောင်မြင်မှုရတော့မယ်နေမိတ်ပါပဲခြေဖွားမှာရွှေတွေငွေတွေကတ်နေတယ်လို့မြင်မှတ်ရင်တော့မမျော်လင့်ထားတဲ့ကြီးမားလာတဲ့တနာဥစ္စာတွေဝင်ရောက်လာတော့မယ်အတင်းနေမိတ်ဖြစ်ပါတယ်ဒါပေမဲ့တရက်ဆန်တစ်ကောင်ကခြေတော့ကိုကြိုက်တယ်လို့မှတ်ရင်တော့ခီးသွားလာမှုဒါမှမဟုတ်လွန်ကန်ခွင်မှာအနောက်အရှက်တွေကြုံရနေတာကိုကြိုတင်တတိပေးဒီနေ့လေ့လာခဲ့တဲ့အရင်မြစ်ကိုခြုံငုံသုံးသက်ရရင်ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေဆိုတာကိုသွားရမယ့်လမ်းကြောင်းကိုကြိုတင်ပြသနေတဲ့မြေပုံတစ်ခုသာဖြစ်ပါတယ်။တကယ်အောင်မြင်မှုအစစ်အမှန်ဆိုတာကတော့မိမိကိုယ်တိုင်ရဲ့တတိကပ်ပြီးရှော့လှမ်းတဲ့ခြေလမ်းတွေမလျှော့တော့ဇွဲလုံလာတွေနဲ့သာတိဆောက်ရတာပါ။ဒါကြောင့်ခြေဖွားမှာဘလို့လက္ခဏာတွေပဲပါနေပါစေမိမိရဲ့ခြေလမ်းအတိုင်းကိုဘလောက်ယုံကြည်မှုရှိနဲ့ရှေ့ဆက်လမ်းနေတယ်လဲဆိုတာကပိုအရေးကြီးတယ်မဟုတ်ပါလားဒါလေးကိုစဉ်းစားကြည့်ဖို့ချမ်းရည်ချခြင်းပါတယ်ကဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရည်နဲ့ပြန်လဲဆုံတွေ့ကြပါမယ်နော်အားလုံးပဲကံကောင်းခြင်းဒီပိုင်းဆိုင်နိုင်ကြပါစေ